ခြားသူတွေစိတ်မညွတ်ညင်အောင်လိုက်ဖြည့်စည်းပေးရင်တင်ကိုယ်တိုင်ရောပျော်ရလားကျွန်တော်တို့တွေငငယ်ကလေးကအာနာတတ်ဖို့ကိုသင်ယူခဲ့ကြပါတယ်အာနာတတ်မှလူကြီးလူကောင်းလို့လည်းသတ်မှတ်ခဲ့ကြတယ်လေဒါပေမဲ့အဲ့ဒီအာနာမှုတွေကပဲကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့စိတ်ချမ်းသာမှုတွေကိုတဖြည်းဖြည်းနဲ့ဝါမျိုးသွားတတ်တာကိုတော့သတိမထားမိခဲ့ကြပါဘူးတခါတလေကြာရင်အာမနာတတ်ဖို့ကြိုးစားတာဟာကိုပြန်ချစ်တဲ့နီးလန်းတစ်ခုပါပဲမလုံနိုင်တဲ့အရာကိုမလုံနိုင်ဘူးလို့ပြောလိုက်တာဟာရိုင်းတာမဟုတ်ပါဘူးကိုယ့်ရဲ့အခြေအနေကိုရိုးသားစွာဝန်ခံလိုက်တာပါပဲသင်ကလူတိုင်းကိုလိုက်ပြီးစိတ်ချမ်းသာအောင်ထားဖို့ဆိုတာတကယ်ကိုမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါပဲတကယ်တမ်းသင်ကိုတန်ဖိုးထားတဲ့လူကသင်အဆင်မပြေဘူးလို့ပြောလိုက်တဲ့အခါမှာနားလည်ပေးပါလိမ့်မယ်သင်ရဲ့ညှင်းဆုံမှုတစ်ခုကြောင့်စိတ်ပြတ်သွားတဲ့သူဟာသင်ဘဝအတွက်တကယ်တမ်းအရေးမပါတဲ့သူဖြစ်ဖို့များပါတယ်အာနာရမှာကတခြားသူတွေကိုမဟုတ်ပါဘူးအာနာမှုတွေကြောင့်ပင်ပန်းနေရတဲ့သင်ကိုသင်တာအာနာတင်တာပါဒါကြောင့်ဒီနေ့ကစပြီးအာမနာတတ်အောင်ကြိုးစားကြည့်ပါတခါတလေမှာ no လို့ပြောလိုက်တာဟာသင်စိတ်ကိုပေါ်ပါသွားစေမယ်ဆေးတစ်ခွက်တောက်လိုက်ရတယ်လို့ပါပဲကိုပြန်ငှက်ညာတာဟာလည်းတကူကောင်းဆန်တာမဟုတ်ဘူးဆိုတာကိုတော့အမြဲတမ်းသတိရနေပြီးပါ